တော့ Terry ဖြစ်ပါတယ်ဒီတော့ကျွန်တော်ပထမဆုံးဗီဒီယိုအနေနဲ့ Kendrick Lamar ရဲ့အကြောင်းပေးနေပြောသွားမယ် Kendrick Lamar ကို data ကနေ make photo က1989မေလ19ရက်နေ့မှာ California ပြည်နယ်ကပ်ပလွန်မြို့မှာမွေးခဲ့တယ်။ကပ်ပလွန်ဆိုတာက Dr. Dre, Ice Cube, Easy တို့လိုစတဲ့ legend တွေလို့မွေးထုတ်တဲ့နေရာပြီးတော့ NWA စာရင်းမျိုးလည်းဖြစ်တယ်။ Kendrick ကငယ်ကတည်းက hip hop နဲ့အတူကြီးလာပြီးသက်73လောက်မှာပဲ local mixtape တွေကိုစပြီး recording လုပ်နေပြီ။သူ16လောက်မှာတော့ first major mixtape ထုတ်ခဲ့ပြီးအချင်းအစားပြီးနာဂ rapper တယောက်ဖြစ်ပြီးလာတယ်။31မှာသူ့ရဲ့ပထမဆုံး story album ဖြစ်တဲ့ Session Boy 18ထွက်လာတယ်ဒါပေမဲ့သူသိမသိဘူး။ဒါပေမဲ့ဒုတိယ album ကို Kid MAAD CD ထွက်လာတယ်တော့ဒီလုံးချင်းတွေကစပြီးတော့ဖြစ်ပြီးတယ်ပေါ့။ဥမာ Swimming Pool Don't Kill My Vibe အဲ့ချို့နာမည်ကြီးတခြင်းတွေပါပဲ2015မှာ To Pop a Butterfly ထွက်လာပြီးတော့ Kendrick Lamar ကို hip hop legend အနေနဲ့စပြီးတော့တည်လာတယ်။လေးချင်မ album ဖြစ်တဲ့ကတော့ကျွန်တော်ပြောကြမလို့ပေါ့။ဒါဆိုအဲ့တော့ဒီကောင်လုံးတည်ပြီးသွားပြီ။ပြီးတော့နောက်ကြောင်းနေရကျွန်တော်ဆက်ပြီးပြောကြမလို့ရောလောက်တဲ့ဒီဘာသာတော့လည်း TV ဆိုတော့ကျွန်တော်ဗီဒီယိုဒီမှာပဲဆုံးတယ်။ကဲလို့ကျွန်တော်ပြောရတဲ့အချိန်မှာမှားရှိရဆိုရင် comment မှာငင်းခုန်ပေးလို့ရပါတယ်။ပြီးတော့ပြပေးလို့ရပါတယ်ပေါ့။နောက် artist တွေအကြောင်းသိချင်တယ်ဆိုရင်တော့ follow လုပ်ထားပြီ။ဘာသာတော့ Street World 5 Pro တပတ်လုံးပြအောင်ပေးမယ်။